င်္ဂလာပါမိတ်ဆွေငယ်ချင်းတို့ရေဒီနေ့ပြောပြမယ့်လိပ်ပြလေးအကြောင်းတော့ဒါ line butterfly ပေါ့နော် line butterfly ဆိုတဲ့အတိုင်းပဲ line ဆိုတာကျွန်တော်ခေါ်ကြတံမြာအုပ်စုပေါ့နော်တံမြာအနွယ်ဝင်ဒီရှောက်ပင်တို့တံမြာပင်တို့ကျွဲကုန်းပင်တို့လိမ္မော်ပင်တို့အဲ့ဒီအုပ်စုမှာမှသူကကြတော့ကဥမယ်သူ့ရဲ့သားလောင်လေးဖြစ်တဲ့ခူကောင်လေးတွေကအဲ့ဒီလိမ္မော်မျိုးအနွယ်ဝင်ရှောက်မျိုးအနွယ်ဝင်တံမြာမျိုးအနွယ်ဝင်အပင်တွေကိုစားကြတာပေါ့နော်ဒါကလက်ရှိမိတ်ဆွေတငယ်ကျွန်တော်မြင်တွေ့နေရတော့ဒါခုနကပြောတဲ့ line butterfly ရဲ့ခုကောင်လေးပဲဖြစ်ပါတယ်ဒါကတော့နေစိုးရှိမယ်ဆိုရင်ဒါကတော့9ရက်သား10ရက်သားလောက်ရှိပြီပေါ့နော်ဒီထက်လည်းပို့ပေါ့အနည်းဆုံးတော့ဒီလောက်ရှိပါပြီသူကကျွန်တော်တို့ကအမတ်တမဲ့ဆိုရင်ငှက်ချီလိုပုံစံမျိုးပေါ့သူရဲ့တဘာဝဟိုကဒီကောင်လေးတွေကအမတ်မထင်ဥမာပဲသူ့ကိုဖန်ဆာတက်တဲ့ငှက်လိုပုံစံမျိုးလေးရဆိုတာဆိုရင်ငှက်ချီလိုပုံစံမျိုးဖြစ်နေတဲ့ကြောင့်ဒါသူတို့ရဲ့ငှက်တွေတခြားသူ့ထိခိုက်ပေးမဲ့အန်ဒီရဲ့ပြုတ်မဲ့အကောင်လေးတွေရန်နေပြီးတော့သူကကင်းဝေးစီတယ်ပေါ့နော်ဒါကတော့ခုနကပြောတဲ့တက်ချီအယောင်မရှိတော့ဘူးပေါ့နော်ကျွန်တော်ငှက်ချီအယောင်တွေမရှိတော့ဘူးဟိုအကွာသူ့ထိလိုက်ရင်သူ့ရဲ့နှမောင်းတန်လေးကရှည်ထွက်လာတော့ပေါ့နော်ဒါသူ့ကိုယ်သူကကွယ်တဲ့စနစ်ပေါ့နော်အမတ်တမဲ့ဆိုငွေလိုငွေရဲ့ရှာလိုထွက်လာတဲ့ကြောင့်ကျွန်တော်တို့ကအခုဆိုသူစိတ်မတူဘူးပေါ့နော်သူလက်ရှိအနေထားဒီလိုပေါ့ကဲသူ့ကျွန်တော်တို့တာထိမိတဲ့ခါကျခုနကတွေ့တဲ့အတိုင်းပဲသူကမွေလိုရှာနှစ်ခွလေးထွက်လာတာပေါ့နော်ဟိုလက်ရှိအနေထားလေးပါဒါတော့အစိမ်းရောင်လေးပေါ့ခုနကပြောတဲ့ချက်ချီရောက်တဲ့နည်းနည်းပို့ပြီးတော့မှသူကကြီးလာတယ်ပေါ့နော်အကောင်လေးနဲ့ပို့ကြီးတယ်ပေါ့နော်ဥပမာဒါသိမကြခင်နောက်4-5ရက်လောက်ကြာရင်ဒါတော့သူတို့ပိုးအိတ်လေးဖြစ်တော့မှာပူပါလို့ခေါ်တယ်ပိုးအိတ်လေးဖြစ်တော့မယ်နောက်အဲ့ဒီပိုးအိမ်ကတစ်စင်နောက်တစ်ပတ်ရက်တစ်ပတ်တော့ကြာလိုက်ခါကျရင်ကျွန်တော်တို့လိပ်ပြဖြစ်ပြန်ပြီးတော့မြင်တွေ့ရပြီပေါ့နော်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးပါ